တုတဓမ္မကဝေသည် ဒီပတ်တုအရှင်သီလာစာရတိတကူလာမင်း၏အမေဖြစ်အစည်းကြ၏မေခွန်းများအပိုင်း3မေမျက်စိနားစသည့်လောဘဒေါသစသည်များမစည်းဝင်နိုင်အောင်ဘာနှင့်တားမြစ်ပြီးဘာနှင့်ပိတ်ဆို့ရမည်နည်းဖော်ပြပါရေမျက်စိနားစသည့်လောဘဒေါသစသည်များမစည်းဝင်နိုင်အောင်တတိဖြင့်တားမြစ်ရမည်ထို့နောက်ပညာဖြင့်ပိတ်ဆို့ရမည်မေစည်းဝင်နေသောအရာများကိုဖော်ပြပါဖြေစည်းဝင်နေသောအရာများမှာ1မျက်စိကအစင်းကိုမြင်လိုက်သည့်အခါလောဘဖြစ်တယ်ဒေါသဖြစ်တယ်2နားကအတန်းကိုကြားလိုက်သည့်အခါလောဘဖြစ်တယ်ဒေါသဖြစ်တယ်3နှာခေါင်းကအနံ့ရလိုက်သည့်အခါလောဘဖြစ်တယ်ဒေါသဖြစ်တယ်4ရှာကရတာကိုခံစားသည့်အခါလောဘဖြစ်တယ်ဒေါသဖြစ်တယ်5ခန္ဓာကိုယ်ကထိတွေ့သည့်အခါလောဘဖြစ်တယ်ဒေါသဖြစ်တယ်6စိတ်ကအတွေးများနှင့်စုံသည့်အခါလောဘဖြစ်တယ်ဒေါသဖြစ်တယ်မေသတိနှင့်ပညာအတူတကွပူးပေါင်းဆောင်ရွက်ပုံကိုဥပမာနှင့်တကွရှင်းပြပါဖြေသတိနှင့်ပညာသည်တစ်ခုနှင့်တစ်ခုပူးပေါင်းဆောင်ရွက်ကြသည်သတိသည်အာယုံ၏သဘာဝကိုအမှတ်ရယုံပဲရနိုင်သည်အာယုံ၏သဘာဝကိုမသိပညာသည်အမှတ်မရပါသိယုံပဲသိသည်ဥပမာစာအုပ်လေးတစ်အုပ်ဖတ်ချင်တယ်ကိုဖတ်ချင်သည့်စာမျက်နှာကိုဖတ်သည့်အခါမျက်စိနဲ့ကြည့်ရတယ်သို့တော်မျက်စိကစာအုပ်ကိုဖွင့်မပေးနိုင်ပါလက်ကဖွင့်ပေးရသည်ဒီနှစ်ခုပူးပေါင်းပြီးလုပ်ကြသည်မျက်စိနားနာလျှာကိုစိတ်ဆိုတာတွေမှာလည်းဘာတွေစည်းဝင်နေဆိုတာတတိကတတိပြီးတားပြီးတော့ပညာကသိပြီးမကောင်းရင်ဖယ်ထုတ်ကောင်းရင်ဆက်လက်ကျင့်သုံးမယ်ရင်းတို့အတူပူးပေါင်းဆောင်ရွက်ကြပါသည်မေတတိနှင့်ပညာရုပ်တရားနံတရားတွေဘယ်နေရာမှာနောက်ဆုံးချုပ်ကြသနည်းဖြေဝိညာဉ်လို့ဆိုသည့်အသိစိတ်ချုပ်သွားတဲ့အခါတတိပညာယုံနံအားလုံးချုပ်သွားကြပါသည်မေဝိညာဏနိရောဓ၌ဝိညာဏအယကိုဖော်ပြပါဖြေဝိညာဏနိရောဓ၌ဝိညာဏအယ1ဝိပါကဝိညာဉ်2ကမ္မဝိညာဉ်ဟူ၍2မျိုးရှိသည်ကမ္မဝိညာဉ်သည်အဘိသင်္ခါရဝိညာဉ်မေကံတရားများချုပ်ခြင်းကြောင့်ယုံနံများချုပ်ပုံကိုရှင်းပြပါဖြေကမ္မဝိညာဉ်ကိုစပေတွင်အဘိသင်္ခါရဝိညာဉ်လို့သုံးကြသည်သုလနိဒေတာမှာဝိညာဏတနိရောဓေနဆိုတဲ့နေရာမှာဝိညာဏကိုအဘိသင်္ခါရဝိညာဏလို့ဆို၏အဘိသင်္ခါရဝိညာဏလို့ဆိုတဲ့ကံတရားချုပ်ငြိမ်းခြင်းကြောင့်နာမ်ယုတ်တွေအားလုံးချုပ်သည်ဝိညာဉ်ဝိပါကဝိညာဏအဘိသင်္ခါရဝိညာဏချုပ်သွားလျင်နာမ်ယုတ်များချုပ်သည်ကိလေသာနိရောဓေကမ္မနိရောဓကိလေသာတွေငြိမ်းလို့ကံကငြိမ်းသည်ကိလေသာတွေကုန်သွားတဲ့အတွက်ကြောင့်ကံကပရိသေတိအကျိုးမပေးနိုင်ခြင်းမရှိတော့ပါကျိုးပေးနိုင်ခြင်းမရှိတော့ပါဥပမာမြတ်စွာဘုရားတန်တန်မှာကိလေသာများမရှိတော့ပါမရှိသည့်အတွက်ကံတွေကနောက်တစ်ဘဝတစ်ခုဖန်တီးနိုင်လောက်အောင်စွမ်းရည်မရှိတော့ပါသို့တော့အတိတ်ကပါလာသည့်ကံတွေကလက်ရှိဘဝမှာအကျိုးပေးနေသေးသည်ထို့ကြောင့်မြတ်စွာဘုရားသည်ခေါင်းတော်ခဲခြင်းဝမ်းတော်လာခြင်းများဖြစ်ပါသည်မေယုံနံတွေဆိုတဲ့ဆင်းရဲဒုက္ခများမှငြိမ်းသွားအောင်မြည်သည့်တရားကိုကျင့်သုံးရမည်ဖြေယုံနံများငြိမ်းသွားအောင်မဂ်ကင်၈ပါးအကျင့်တရားကိုကျင့်ကြံရမည်ဖြစ်ပါသည်မေယုံနံချုပ်သွားသောပုဂ္ဂိုလ်သည်အဘယ်ပုဂ္ဂိုလ်ဖြစ်ပါသနည်းဖြေယုံနံချုပ်သွားသောပုဂ္ဂိုလ်ဟူသည်ယဟန္တာပုဂ္ဂိုလ်ဖြစ်ပါသည်မေကျင့်နေစေတိခပုဂ္ဂိုလ်တွေကျင့်ပြီးဒါဖြစ်တဲ့အတိခပုဂ္ဂိုလ်တွေဘလို့နည်းနဲ့ဘာကိုကျင့်သုံးသွားကြတာလဲရှင်းပြပါဖြေ1ကာမဂုဏ်အာယုံပေါ်တက်မှတ်တဲ့တဏှာကိုဖယ်ရမယ်2စိတ်အညစ်အကြေးများကိုတမာတိစွမ်းအားဖြင့်ဖယ်ရှားရမယ်3မှန်ကန်သည့်အမြင်တမာဒိဋ္ဌိဖြစ်အောင်လုပ်ရမယ်ဒီ3ခုလုံး၏နှိချုပ်ကမဂ်ကင်၈ပါးအကျင့်တရားကျင့်ရမည်ဆိုလိုသည်ယင်းတို့ကျင့်ကြံကြိုးဖို့အားထုတ်ခြင်းကြောင့်ကျင့်နေစေတိခပုဂ္ဂိုလ်တွေကျင့်ပြီးသားဖြစ်တဲ့အတိခပုဂ္ဂိုလ်များသည်ယုံနံတွေရုပ်တည်နံတွေဟာအပြည့်သက်ချုပ်ပြီးနိဗ္ဗာန်ကိုမျက်မှောက်ပြုကြပါသည်